အားလုံးပဲမင်္ဂလာပါတကယ်လို့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျပြီးခဲ့တဲ့ season 2ရဲ့ episode 1မှာကျွန်တော်တို့ငွေကြေးအကြောင်းပြောခဲ့ကြပါတယ်ဒီနေ့မှာတော့ငွေကြေးထက်ပိုတန်ဖိုးရှိတဲ့အချိန်ကြောင်းကိုပြောပြဆွေးနွေးသွားကြပါတယ်ခင်ဗျမှာတစ်နေ့ကို24နာရီပဲရှိပါတယ်အဲ့ဒီ24နာရီကိုခင်ဗျဘယ်လိုသုံးမလဲလူတော်တော်များများဟာအားနာတက်လို့ဒါမှမဟုတ်အခွင့်အရေးလက်လွတ်မှကြောက်လို့လူတိုင်းကို yes လို့လိုက်ပြောတတ်ကြပါတယ်ဒါပေမဲ့ခင်ဗျသိထားရမှာကရေးမကြီးတဲ့အရာကို yes လို့ပြောလိုက်တာခင်ဗျအတွက်တကယ်ရေးကြီးတဲ့အိမ်မက်တွေကို no လို့ညှင်းလိုက်တာနဲ့အတူတူပါပဲဒီနေ့မှာတော့ခင်ဗျဘဝကိုပြန်လဲထိန်းချုပ်ဖို့ဂျူဟာမြောက်ညှင်းဆိုခြင်းနီးအကြောင်းကိုပြောပြသွားမှာပါ yes လို့လွယ်လွယ်ပြောခြင်းရဲ့နောက်ွယ်ကအကြောင်းရင်းဘာလို့ကျွန်တော်တို့က no လို့မပြောနိုင်တာလဲဖြေကတော့ people please လူတိုင်းအကြိုက်လိုက်ချင်တာကြောင့်ပါလူရိုင်းကိုထင်ခံရမှာကြောက်တယ်အတိုင်ဝမ်ကဖယ်ထုတ်ခံရမှာကြောက်ပါတယ်ဒါပေမဲ့ခင်ဗျစဉ်းစားကြည့်ပါခင်ဗျမှာရီမန်းချက်တစ်ခုရှိတယ်ဆိုပါစို့အဲ့ဒီရီမန်းချက်အတွက်အာယုံစိုက်နေတော့တကယ်ချင်းတယောက်ကအရေးမပါတဲ့ကိစ္စနဲ့အပြင်ကိုသွားဖို့ခေါ်ပါတယ်ခင်ဗျကအားနာလို့အေးသွားမယ်လို့ပြောလိုက်တဲ့အခါခင်ဗျရဲ့အနာဂတ်အတွက်ပြီးရမယ့်အချိန်3နာရီဟာကြောက်ဆုံးသွားပါပြီအဲ့ဒီ3နာရီဟာဘယ်တော့မှပြန်မရနိုင်တော့ပါဘူးအောင်မြင်သူတွေဟာသူတို့ရဲ့အချိန်ကိုခြံစည်းရိုးခရတတ်ကြပါတယ်သူတို့ဟာလူရိုင်းတွေမဟုတ်ပါဘူးသူတို့ဘာကိုဦးစားပေးရမလဲဆိုတာတေချာသိတဲ့သူတွေဘယ်အရာတွေကိုစနစ်တကျညင်းမလဲကျွန်တော်တို့ဟာအရာရာကိုညင်းနေဖို့မဟုတ်ပဲအရေးမကြီးတာတွေကိုဖယ်ထုတ်ဖို့ညင်းရမှာပါဒီလေးချက်နဲ့စစ်ထုတ်ကြည့်လိုက်ပါကိုယ့်ရဲ့ပန်းနိုင်နဲ့မသက်ဆိုင်တဲ့တောင်းဆိုမှုများသူများကခိုင်းလို့အားနာလို့လုပ်ပေးနေရတဲ့အလုပ်တွေဟာခင်ဗျားရဲ့ main goal ကိုနှောင့်နှေးစေပါတယ်ဥပမာခင်ဗျားစာမှုဝဲအတွက်ဒါမှမဟုတ် project တစ်ခုအတွက်အလုပ်လုပ်နေတော့တကယ်ချင်းကဂိမ်းစော်ရအောင်လို့လာခေါ်တာမျိုးဒါဟာခင်ဗျားတိုးတက်မှုအတွက်တန်ဖိုးမရှိတဲ့အလုပ်ဖြစ်လို့စနစ်တကျညင်းရပါမယ်ခင်ဗျားရဲ့စွမ်းရည်ကိုစုပ်ယူမဲ့အပြတ်သဘောဆောင်တဲ့တော်ဝင်ခြင်းလူတချို့ဟာသူတို့ရဲ့ပြဿနာတွေကိုပဲလာညီးပြတတ်ပြီးခင်ဗျားရဲ့စိတ်တက်ကိုပါကြာချင်းစေပါတယ်သူတို့နဲ့တွေ့ဆုံဖို့ဖိတ်ခေါ်ချက်တွေကိုညင်းရပါကောင်းတဲ့အောင်ထင်ရသောအခွင့်အရေးများအခွင့်အရေးတိုင်းဟာအကျိုးရှိတာမဟုတ်ပါဘူးခင်ဗျားကိုအာယုံများစေမဲ့ side project အသစ်တွေအစီအစဉ်မရှိဘဲရုပ်တရက်ပေါ်လာတဲ့အလုပ်တွေကိုညင်းတတ်ရပါမယ်အကယ်၍ခင်ဗျားစိတ်ထဲမှာဒါကတော့လုပ်ကိုလုပ်ရမယ့်အရာပဲလို့မခံစားရရင်အဲ့ဒါဟာနိုးပါပဲကိုယ့်ရဲ့တမိုးထားမှုကိုထိခိုက်စေတဲ့အရာများကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မိသားစုအချိန်ဒါမှမဟုတ်ကိုယ့်ရဲ့စံနှုန်းတွေကိုကျော်လွန်ပြီးတောင်းဆိုလာတဲ့ဘေးရမစိုးပြပြတသားညင်းရပါရင်ချင်းချင်းနဲ့ပြပြတသားညင်းဆိုညင်းလိုက်လို့ရန်ဖြစ်သွားမှာကိုမကြောက်ပါနဲ့နီလန်လီကူကခင်ဗျားကို professional ဆန်ဆန်ညင်းစေတတ်ပါလိမ့်နံပါတ်1ကကျေးဇူးတင်စကားနဲ့အရင်စပါတစ်ဖက်လူရဲ့ဖိတ်ခေါ်မှုကိုအတိမတ်ပြုလိုက်တာဟာသူ့ကိုလေးစားရရောက်ပါတယ်ကျွန်တော်ကိုသတိတရားဖိတ်ပြီးလို့တကယ်ကျေးဇူးတင်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်အခုလောလောဆယ်အာယုံစိုက်နေရတဲ့အလုပ်တစ်ခုရှိနေလို့မလာနိုင်တာစိတ်မရှိပါနဲ့နော်နံပါတ်2အကြောင်းပြချက်အရှိကြီးမပေးပါနဲ့အကြောင်းပြချက်တွေအများကြီးပေးလေတစ်ဖက်လူကအဲ့ဒါဆိုရင်နောက်မှလောက်ပါလားခဏလေးပါပဲဆိုပြီးနားချဖို့အခွင့်အရေးရလေပါပဲအခုချိန်မှာတော့ကျွန်တော်မှာတခြား commitment တွေဂရိကဝတ်တွေရှိနေလို့ဒါကိုလက်မခံနိုင်သေးပါဘူးဘာ commitment လဲဆိုတာအသေးစိတ်ရှင်းပြကြမလိုပါဘူးကိုယ့်အချိန်ဟာကိုယ့်ရဲ့ commitment မှာနံပါတ်3တခြားရွေးစရာပေးအလုပ်ကိစ္စတွေမှာဆိုရင်လုံးဝညှင်းလိုက်တာမျိုးမဟုတ်ပဲအချိန်ရှိတာဒါမှမဟုတ်တခြားသူကိုညှင်းပေးတာမျိုးလုပ်နိုင်ပါတယ်ခုလောလောဆယ်တော့ကျွန်တော်မအားသေးဘူးအကယ်၍ခင်ဗျားအဆင်ပြေရင်နောက်ဘက်ထဲမှာပြန်ချိတ်ကြမလားဒါမှမဟုတ်ဒီကိစ္စအတွက်တော့ကျွန်တော်ထက်ကိုဖြိုးကပိုကျွမ်းကျင်လိမ့်မယ်သူ့ကိုမေးကြည့်ပါလားဆိုတဲ့စကားမျိုးနဲ့ကောင်းအောင်ညင်းလိုက်ပါနံပါတ်4ခိတ္တဆိုင်ငံ့ထားပါချက်ချင်း yes လို့ပြောမိတတ်တဲ့အချင်းရှိရင်ဒါကိုသုံးပါစိတ်ဝင်စားစရာပဲဗျာဒါပေမဲ့ကျွန်တော်အချိန်ကြာလေးပြန်စစ်ကြည့်ပြစီဦးမအားတာမျိုးဖြစ်နေမှာစိုးလို့အဆင်ပြေမပြေကိုညနေကြရင်ဖုန်းပြန်ဆက်ပြီးအကြောင်းကြားပေးမယ်လေဒါကခမရကိုစဉ်းစားဖို့အချိန်ရစေတယ်လို့ညင်းဖို့အတွက်လဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဒါဖြစ်သွားပါတယ်မိတ်ဆွေတို့ no လို့ပြောတတ်ခြင်းဟာအတ္တကြီးတာမဟုတ်ပါဘူးအဲ့ဒါဟာခမရရဲ့ဘဝကိုခမရချစ်မြတ်နိုးတာပါခမရရဲ့အချိန်ကိုတန်ဖိုးမရှိတဲ့အရာတွေမှာဖြုံးတီးမနေပါနဲ့ခမရရဲ့ yes ကိုတကယ်ကိုတန်ဖိုးရှိတဲ့အရာတွေအတွက်ပဲတင်ထားပါမနှက်ဖြစ်မှာခမရစီရောက်လာမဲ့တောင်းဆိုမှုတွေကခမရအတွက်အကျိုးမရှိတဲ့အရာတစ်ခုကိုအာမနာပဲညင်းကြည့်ပါအဲ့ဒီနောက်ခမရမှာရလာတဲ့အားလက်ချိန်ကိုကိုတိုးတက်မှုအတွက်သုံးလိုက်ပါဒီ episode ကတော့ခမရအတွက်အားတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်နောက် episode မှာတော့ခမရရဲ့အောင်မြင်မှုကိုအရှိန်မြင့်ပေးမဲ့EQစိတ်ခံစားမှုကိုစီမံခန့်ခွဲခြင်းအကြောင်းပြောပြသွားပါမယ်အားလုံးပဲမိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ညှင်းဆိုတတ်ကြပါစေကျွန်တော်မင်းညီမအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ